နော်ဆန်းခင်လိမ့်ကြတာဆရာလေးနဲ့ဆန်းခင်ကိုပဲအားလုံးလိမ့်ကြိုင်ကောင်းမယ်ထင်တယ်အဲ့ဒါကျွန်တော်လည်းမစီဟာယူထားတာအားလုံးလိမ့်ကြမယ်နော်အဲ့ခိုင်ဆန်းခင်မျက်စိထဲဝင်တော့မျက်စိဆက်တယ်ဆရာအယားချောနေတယ်ခုလိုချင်နေတာဟွာပေါ့ဒီရောက်ပြခတ်ဘယ်လိုခေါ်မလဲသွားလေရမှာပေါ့နော်ကျမတို့ချင်းနေရတခါလေးကြာရင်ပေါ့နော်အသားခတ်မဲမဲပူလေးတေးသေးလေးဆိုတော့ဟာဒါချင်းနေတူတယ်အဲ့ဒါကြာရင်ဟိုနည်းနည်းချောတဲ့ဟာဆိုတော့ဝက်ဆိုရင်တောင်းပါလေအဲ့ဒါဝက်ဆိုတော့ချင်းဝက်ပြန်တော့ဝက်ပါလို့ခေါ်တယ်လေအဲ့နဲ့ဆရာသွားလေရမှာလူတွေကပေါ့နော်အဲ့လိုဖားပြီးတော့ခေါ်တဲ့အခါမှာတခြားလူမျိုးလို့ထင်သလားချင်းလို့ပဲထင်သလားမမတရားလို့သူတို့သိနိုင်လားဒါမှမဟုတ်ဘယ်လိုမှားပြီးခေါ်တတ်ကြတယ်ဘာလူမျိုးလို့ထင်လဲကိုရီးယားမင်းသားလို့ကိုရီးယားမင်းသားလို့တော့မထင်ဘူးထင်တယ်တော်တော်များများတော့တိုင်းရင်သားမှတော့သိတယ်ဒါမဲ့တရုတ်ဆက်သလားအဲ့လိုမျိုးထင်တာပါနော်ဒီသားဖြူကျွန်တော်အမေသားဖြူတာအဖေကမေချင်းစစ်အမေနဲ့အဖေက 100% စီးရဲထုတ်လိုက်ကလာတယ်ချင်းစစ်ဒီတိတ်အနွယ်ဖြစ်တယ်ဒါပေမဲ့အမေကအသားဖြူပြီးတော့ကျွန်တော်အားလုံးကျေးဇူးတော်ကြောင့်အမေနဲ့ထူသွားတယ်အမတရားအဖေနဲ့နည်းနည်းတူချင်ကျန်တဲ့အားလုံးတော့အဲ့လိုအကိုဆိုရင်မသိဘူးဆိုရင်အဲ့လိုလောပန်းရုပ်ထွက်နေအဲ့လိုမျိုးဖြစ်တာပေါ့နော်ဆိုတော့အဲ့ဒါတွေကတော့အပြင်ပန်းပေါ့ဒါပေမဲ့အဓိကကတော့ကျွန်တော်ထင်တယ်ဘာကြောင့်လူတွေကလှလာလဲဆိုတော့အထဲကဝိညာဉ်တော် yes amen နှလုံးသားလှဖို့ကပိုရေးရှိတယ်ဒီကသားမင်းပြင်နဲ့နှလုံးသားဖြူဖို့ရေးရှိတယ်amen ဒါဆိုချွတ်ပြောအသားဖြူရင်တော့အလကားလူတဲ့အဲ့လားအသားမင်းမှာတရားခဲပုံဆောင်ချက်အပြပါမမြင်ဘူးအဲ့ဒီနားနေတော့အဲ့ရနေတော့ကျွန်တော်ပြောချင်တာအဲ့လက်မမရှိဘူးဆုံးပါဘူးနော်ပြောချင်တာကတော့အပြင်ပန်းဆိုတာတနေ့မှပို့သွားမယ်ပြက်ပို့သွားမယ်နော်ဆိုတော့ဒါပေမဲ့အထဲနှလုံးသားကတော့တရားနဲ့ဝါတော်သူပါတဖြည်းဖြည်းပြင်သွားလိမ့်မယ်နော်ဆိုတော့ it's all about your heart is very important အဲ့ဒါဟုတ်တယ်နောက်ဆရာရဲ့ဟိုပေါ့နော်ထုတ်လိုက်ဆိုရင်ကျမတို့ချင်း Christian history မှာဆိုရင်တော့ပထမဦးဆုံးဟိုChristian born again Christian တွေพูดทางเนี่ยว่าบางส่วนตรุရဲ့ว่าmusic ဖြစ်တယ်အဲ့ဆိုတော့ပြောရမယ်ဆိုရင်အဲ့ဒီပေါ့နော်အာဗြဟံကောင်းကြီးပေးခဲ့တယ်လို့ပေါ့ဒီလိုဘိုးဘွားတွေရဲ့အဲ့ music တွေကနေဖျားရှင်ကဆက်လက်ပြမကောင်းကြီးပေးတယ်လို့ကျမတို့အနေနဲ့တော့ခံယူတယ်ဆရာအနေနဲ့ရောဘယ်လိုခံယူလဲဖျားတော့ music အလိုက်ကောင်းကြီးပေးတဲ့ဖျားဖြစ်တယ်ဒါပေမဲ့ကိုမိသားစုထဲမှာဖျားမသိခဲ့ဘူးဆိုပါဆိုကိစ္စမရှိဘူးကိုမိသားစုကစားလို့ဖြစ်တယ်ကိုမျိုးဆက်ကစားရတယ် if your generation you can start your generation now no so sometimes we look at forefather and grandparents and they are not Christian it's okay you can start your journey now so ကျွန်တော်ကတော့အဲ့လိုယုံကြည်တယ်အဖိုးဖွားတွေကောင်းကြီးရတော့တဆင့်ရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကအဲ့မျိုးဆက်ကိုဆက်သွားဖို့လို့ဆိုတော့ဒါပေမဲ့ကျွန်တော်တို့မိသားစုကတောင်ပိုင်းချင်းတွေပေါ်မှာအရန်ကျွန်တော်တို့ဟိုချစ်တယ်ဘာလို့လဲဆိုအဖေကမင်းတပ်မှာသဝတ္တဥက္ကဋ္ဌလုပ်ခဲ့တယ်မင်းတပ်မတူပီကပလက်ဝ၄မြို့နယ်အုပ်ချုပ်တယ်အဲ့ချိန်တော့တောင်ပိုင်းမှာအရန်တရေခင်ခါစားဖြစ်တယ်အရန်ဘယ်လိုပြောမလဲမဖွင့်ဖြိုးသေးဘူးဖះအကြောင်းလည်းသိမသိသေးဘူးအဲ့လိုအချိန်မှာအဖေကအမှုတော်ဆောင်နေအများကြီးခေါ်တယ်နောက်AG နှစ်ချဲ RC ကြိုက်တဲ့အတင်းတော်တွေကမြေကွက်တောင်းအဖေကလုပ်ပေးတယ်အလကားပေးတယ်အဲ့ဒီမှာအဲ့ဒီမြေကွက်တွေပေးတဲ့ဥစ္စာကိုဓာတ်ပုံရိုက်ပြီးတော့ဟိုချုပ်တဲ့ဦးနားမှာတိုင်လိုက်တယ်အဖေအဲ့ဒီမှာအဖေရာထူးပြုတ်သွားတယ်အဓိကရာထူးပြုတ်သွားတဲ့အကြောင်းကဘာသာရေးလှုပ်ရှားမှုများတယ်အမှန်တော့ဘုရားအတွက်သူကလှုပ်ရှားတယ်ဘုရားဘုံမှုဖြစ်တယ်ဒါပေမဲ့သူ့စိတ်ထဲမှာသူဘုံမှုဖြစ်ပေမဲ့စစ်တိုက်ဖို့ထက်နော်သူကခရစ်တော်ရဲ့စစ်
သိတော့နော်ဒီလူတွေကိုရှာတာဖြစ်တယ်အဲ့ဒီအချိန်မှာအဖေကပြုတ်သွားတော့ဘယ်ရောက်သွားလဲဆိုတာမြင်းမှုစကိုင်းတိုင်းမြင်းမှုဆိုတာမြို့ကအရန်တေးလေးဖြစ်သွားတယ်အဲ့မြို့မှာတဲ့ခရိယာအနေဆုံးမျိုးတဲ့ဒီမှာလေသမင်တက်တက်အဖေကိုပို့လိုက်ဘာကြောင့်လဲဆိုတော့ဘာသာရေးအရန်လုတ်တယ်ဆိုပြီးနာမည်ကြီးလို့ဆိုအဲ့ဒါအဲ့ရောက်တော့လေအဖေကဘာလုပ်လဲဆိုတော့ရေကွက်တွေဆက်ပေးပြန်ရောအဲ့မှာအသင်းတော်ပြန်စပြန်ရောအသင်းတော်တစ်ခုတည်းစတာမဟုတ်ကြိုက်တဲ့အသင်းတော်လာခဲ့သူကရေကွက်စီစဉ်ပေးမယ်အကုန်လုံးစပေးမယ်အဲ့လိုစတော့နောက်ဆုံးသူ့ကိုပြောတယ်ထွက်လိုက်တော့9နှစ်ကြံသေးတယ်အလုပ်လုပ်ဖို့ထွက်ခိုင်းလိုက်တယ်အဖေအရာဝမ်းနေသွားတယ်အဖေမင်းနှစ်ယောက်အဲ့ဒီမှာနေမကောင်းတော်ဖြစ်သွားတယ်အဲ့ဒါနဲ့96မှာနှစ်ယောက်ဖြစ်သွားတယ်ဆိုတော့ဒါပေမဲ့ကျွန်တော်တို့ဖះအတွက်အသက်ပေးရတာပဲဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အရင်တော့နားမလည်နိုင်အဖေဘာလို့လို့လုပ်တယ်ဖះလေပိုချုပ်တောင်ဖြစ်တယ်အဖေကရာထူးမတက်တော့ခရီးရဖြစ်လို့အဖေကျွန်တော်တို့ကပိုချုပ်လောက်ဖြစ်ရမှာပိုချုပ်သားသမီးဆိုကျွန်တော်တို့ကပတ်စံရှိမှာရာထူးရှိမှာကားလေးကြိုက်တယ်လို့စီးလို့ရမှာကျွန်တော်တို့အဖေမျိုးတွေတော့မကျင်းတော့ပြောတာအဖေတို့ကလည်းအရန်ဘာသာရေးရှောက်မလုံးနဲ့ဘယ်ဟုတ်မလဲအခုမှနားလေအခုဆိုတားရှက်တယ်အဲ့လိုပြောခဲ့မိတာတော့မှအရန်ရှက်တယ်ဘာကြောင့်လဲဆိုတော့ဖျားနိုင်ငံတော်အတွက်နံပါတ်1ထားတာဒီသားစင်လေးဆက်ကောင်းစားတယ်ဒီနဲ့အကြောင်းလို့ဒီမျိုးဆက်မှာစားရတာဘုရားကိုတီးကျွမ်းခြင်းမျိုးဆက်အရန်အရေးကြီးတာဖြစ်တယ်အာဗြဟံအိဆက်ယာကုပ်ကိုခွေတဲ့ဘုရားကျွန်တော်တို့ကိုခွေတဲ့ဘုရားအတူတူဖြစ်တယ်ဒီနဲ့အကြောင်းကောင်းကြီးပေးတယ်အကြောင်းမလို့ကျွန်တော်တောင်ပိုင်းတွေကိုတွေ့တဲ့အခါမှာအခုတောင်ပိုင်းနေမှာဘာကောင်းလဲဆိုတဲ့အချက်ကိုပြောပြမယ်နော်တောင်ပိုင်းနေမှာယူသားပြီးတော့ဘုရားကိုရှာတယ်အဲ့ဒါအရန်ကောင်းတယ်အဲ့ဒီဥစ္စာကိုမပြောက်စေနဲ့နော်ကျွန်တော်တို့စိတ်ထဲမှာ honest ဖြစ်တယ်ဘုရားနဲ့ပတ်သက်ရင်ယူသားမှုအရန်ရေးကြည့်တယ်နံပါတ်1ကအဲ့ဒါပဲကျွန်တော်တို့အခုကျွန်တော်ဒါရီရောက်တယ်မရာရီရောက်တယ်ကျွန်တော်တက်တယ်နဲ့ဆိုတော့သူညီတဲ့အချက်ပါဘုရားရှိမှယူသားသားပဲတခြားဘာမှမသိချင်နေပညာမတတ်ချင်နေဘုရားရှိမှယူသားတာအဲ့ဒါအရေးကြီးဆုံးပဲเนาะကျွန်တော်တခြားလူတွေကိုမပြောပါဘူးတချို့အသင်းတော်တွေမှာမယိုးသားလာကြတော့အုံနောက်တွေနဲ့ဘုရားကိုရှာလာကြတယ်အဲ့လိုတဲ့နှလုံးသားနဲ့ရှာလာအဲ့ဒါပဲဆက်ပြီးအားပေးခြင်းအဲ့ဒီမျိုးဆက်ပြီးဆက်သွားပါเนาะကျွန်တော်တို့ယိုးသားမှုကဘုရားရှိမှနံပါတ်1ကြီးရတယ်တဲ့ဟွာပေးခြင်းဟွာပေါ့နော်ခုနဆရာမမေးတဲ့ဟာပေါ့နော်ဒီမှာလည်းအများကြီးပေါ့နော်အဲ့ဒီလိုက်ကြောင်းမပြီးတာများမယ်ပေါ့နော်ကျွန်တော်နည်းနည်းပြောချင်တာရှင်းတောင်မှာပေါ့နော်အရင်တော့ရှာလာရှင်းတောင်ဟိုပါပေါ့နော်ဒီပထမဆုံးအင်္ဂလိပ် missionary ရချင်းတောင်မှာ1889မှာရောက်တယ်1889 1899မှာရောက်တယ်ဟာခါမှာသွားရောက်တယ်ခါဆန်ဆဲမွေးပါဒါပေမဲ့အဲ့ဟာခါတွေပန်တလန်တွေအနီးနားလူတွေကဖះကိုအရင်မယုံမဲနဲ့ဟိုထုလိုက်ပေါ့ဒီဆရာတို့ရဲ့ရွာပေါ့ဟိုတိတိမျိုးနယ်ကထုလိုက်ရွာနှစ်ယောက်ကပထမဆုံး1905မှာလူကြီးသူဖြစ်လာတယ်အဲ့ဒါနဲ့နောက်ပိုင်းကျတော့ဘယ်လိုဖြစ်လာလဲဆိုရင်ကျွန်တော်တို့ချင်းပြည်နယ်တစ်ခုလုံးကိုအဲ့ထုလိုက်ရွာသားတွေပဲအများအားအုပ်ချုပ်တယ်အရင်တော့ဘုံမှုကြီးအကဲကင်းရင်တို့ဘုံမှုချုပ်ခိုင်မွန်မန်တို့နောက်ပြီးတော့ပမာပြည်အတိုင်းတန်နဲ့တော့မှပို့ချုပ်တောင်းစခိုင်ပေါ့နော်ဒေါက်တာဘုံခွားတို့ချင်းပြည်နယ်မှာအမြဲတမ်းပဲအရင်မဆလာခက်ကပေါ့နော်အဲ့ထုလိုက်ရွာကပဲအုပ်ချုပ်တယ်ချင်းတွေကမသိတော့တည်တည်လို့ထင်တာအမှတည်တည်မျိုးပေါ်လူတွေလည်းမဟုတ်ဘူးတခြားတည်တည်လူမျိုးလည်းမဟုတ်အဲ့ဒီစီစဉ်ထဲမှာတော့မှအဲ့ထုလိုက်ရွာသားတွေနော်အနွယ်လေးပေါ့အနွယ်လေးချင်း2000လားပဲရှိတယ်ဟုတ်တယ်ကပါမှာအခုတော့2000ပဲဟုတ်တယ်အဲ့စီစဉ်လူမျိုးကပထမဆုံးဘုရားကိုသွားယုံတော့အဲ့သူတို့စီစဉ်တွေကပဲချင်းပြည်နယ်မှာအများအားအုပ်ချုပ်တဲ့ပညာတတ်တွေလည်းအများဆုံးရာထူးကြီးတဲ့လူတွေလည်းအများဆုံးအထေးတွေလည်းအများဆုံးပေါ့နော်အများအားပဲတက်ဆောက်ချုပ်တယ်အဲ့ဒါဟိုပါပေါ့ဒီတိုင်းကြည့်လိုက်ရင်တော့မှဘုရားသခင်ကိုအရင်ယုံကြည်တဲ့အတွက်ပေါ့နော်ကောင်းကြည့်ရတယ်ဆိုတော့လူတိုင်းမြင်တာကိုတွေ့ရတယ်ပေါ့နော်အဲ့ဒါထုလိုက်ရွာအကြောင်းနဲ့လည်းကျွန်တော်ထပ်ဖြစ်ချင်း thank you I can ပူနာပူတိသေးတယ်ဟုတ်တယ်1905အဲ့ဒါနဲ့တစ်ချက်လေးပါနော်ရပါတယ်ဆရာမျိုးသမီးချောချောလေးမစီကင်လို့ခေါ်ပါတယ်
Totally အခုဆိုရင်တော့ပြပအိမ်မှာဆရာအခုဆိုရင်တော့၄၅နေရသူတယောက်တည်းအိမ်တစ်ပြောင်းပြီးတော့လေအိမ်တစ်စပြောင်းတဲ့နေမှာဆရာဒီဖက်ကိုလာအိပ်ရပြီဆိုကင်ကတယောက်တည်းအဲ့နဲ့ဆရာစိတ်ထဲမှာဘယ်လောက်တည်းရလဲနည်းနည်းပြောပါအောင်ရတာခုနဆက်တာအတော်နဲ့ဆက်တာပါသူအလုံးလုံးနေတယ်ဆိုတော့ခွဲတာတော့ခဏခွဲတော့အချစ်တော့နည်းနည်းပါလာပါပြီနှစ်ယောက်လုံးတကြီးတော့အရန်ရပါတယ်เนาะတစ်ခါလေးဆိုလဲအခုလိုအိမ်တစ်ပြောင်းတဲ့အချိန်မှာအတူတူလှုပ်ချင်တာပေါ့เนาะပစ္စည်းတွေအတူတူထုတ်ချင်တာပေါ့เนาะလှုပ်ချင်တယ်ဒါပေမဲ့ကျွန်တော်ထင်ပါတယ်ဖရားရဲ့အမှုတော်မြတ်အတွက်ဆုံးဖြတ်ပြီဆိုရင်အဲ့ဓာတွေကိုတစ်ခါလေးလေစိတ်ထဲမှာတော့ငါယောက်ျားတာဝန်မကြည့်ဘူးလားဆိုတဲ့စိတ်ရှိတယ်ဒါပေမဲ့မိမပါပြောဆိုကိစ္စမရှိဘူးဖရားအတွက်လောက်တာပိုရေးကြည့်တယ်သူကအမြဲဆူတောင်းပေးတာဖြစ်တယ်အဲအကြောင်းမလို့ကျွန်တော်တို့အမှုတော်မြတ်ဆိုတာဟောရတယ်တော့သူ့ပြောတယ်ဒီညလာနိုင်လားကြည့်မယ်တော့ညတွေ့ကောင်းတွေ့နိုင်တာပေါ့နော်ညပါလေစပင်းနဲ့ညထားတယ်လို့တည်းရှေ့ရတယ်တူလေးညလိုက်တယ်တဲ့ Kitty set up New Year star New Year star ဆိုတော့သူ့အလုပ်မှာသူ့teenager လို့ခေါ်ကြတယ်ဆိုတော့ခဏလေးဆရာမိန်းမလားဆရာသမီးလားလို့လားမမေးကြနဲ့နော်ကျူသူကတော်နုတယ်ဟုတ်တယ်နောက်ယုံကြည်ခြင်းမှာတော့အမတန်ကြည့်ချက်တဲ့ဟိုဟာဘယ်လိုတွေ့ကြလဲဘယ်လိုစကိုခေါ်လဲဆိုတာလည်းဒါပဲဆရာဇူရာချာဘီလာအင်္ဂလန်မှာလေအင်္ဂလန်မှာကင်မာဒီမှာဩစတြေးလျမှာအဲ့ဒါနဲ့တယ်လီပတီပေါ့နော်ဘယ်လောက်အားကောင်းလဲဆိုတာအဲ့လေးပေါ့တစ်ချက်လေးဒီလူငယ်လေးနဲ့သိရအောင်နော်အင်္ဂလိပ်ကိုရအောင်လို့ကျုပ်ကိုရအောင်လားဆိုအင်္ဂလိပ်လိုလည်းနည်းနည်းပြောပါโอเคစကုန်းကစားပမာလိုလည်းမြန်I want to know how I met my wife. My better half. ကျွန်တော်ရဲ့နောက်တစ်ချက်ပေါ့နော်ဘယ်လိုတွေ့ကြလဲဆိုတော့ we know each other when we were in youth camp in 2002. 2002ခုနှစ် youth camp လို့တော့တွေ့တယ် but we didn't like each other. We don't even know each other. We kind of met each other. တွေ့ရပဲရှိတယ်ကြိုက်တာလည်းမဟုတ်ဘူး I noticed her she danced a lot with her cousin သူ၃ယောက် cousin ရှိတာအများရန်ကတယ် action sound တွေပါတယ်ဆိုတော့အော်သူကတယ်ပေါ့ကားတက်တယ်ပေါ့အဲ့လိုပဲ notice ဖြစ်တာ but we didn't like each other and then I went to England she came to Australia so no, we don't know each other anymore တွေ့တာမတွေ့တော့ဘူးပေါ့နော် but my sister and her cousin they were best friend in Bible college ဆိုတော့သူတို့ကျွန်တော်အမနဲ့သူ cousin က Bible college မှာအတူတူ၄နှစ်နေပြီးအရန်ချစ်တာတကယ်တည်းအိတ်ကြတော့အဲ့ဒါနဲ့ကြီးလာတဲ့အခါမှာကျွန်တော်ကသူ့အကြောင်းငယ်ငယ်ကလေးကကြားတယ်ဟိုသူတို့ပြောတာကိုအမြဲကြားတယ်သူလည်းကျွန်တော်အကြောင်းအမြဲတမ်းကြားတယ် so we heard of each other a lot and first thing I noticed her is that she loves God ပထမအချက်ပဋိထားမြဲသူဖျားကိုရမ်းချစ်တယ်ဘလို့တိတာလဲလို့ပြောတဲ့အခါမှာသူ့ဘဝကိုကြည့်တဲ့အခါမှာသိတယ် so I just know why because the way she live is so godly အဲ့လိုမျိုးဖြစ်တာအသက်တာမှာရီးစားတွေသူ့အများကြီးလာကြိုက်ချင်တယ်ကောင်လေးတွေက she said no you're not the one ခါချတာ okay so a lot of guys like hey I want to be your man and she's like pray okay pray that's what she replied တော့အများကြီးပြောတယ်ဆူတောင်းပါနော်ဖျားလို့တော့ရှင်းဖြစ်မှာပေါ့အဲ့လိုပဲပြောလိုက်တယ်ဆရာတွေပါတယ်နော်အခုကျွန်တော်နာမည်ပြောရင်သိမှာအဲ့ဆရာပြောတော့ဘူးပြောတော့ဘူးနော်ဆိုသူ့အဲ့လိုမျိုးတော်တော်လေးသဘောကျကြတယ် so she lead worship in Full Gospel Church Full Gospel မှာသူ worship ဦးဆောင်တယ် backup ဆိုတာပေါ့နော် most of the time she sing backup အဲ့လိုဆိုတယ်ဒါပေမဲ့ तू က solo ဆိုမယ်လို့ပြောရင်လည်း praise and worship တဲ့ချင်းပဲဆိုတယ် so she sing praise and worship as a solo song whatever all about her is like I want to seek the Lord the reason is that she never seen her
dad in her life သူ့အဖေကိုမမြင်ဘူးသူ့ဘဝမှာ so သူ့အမေက her mom died when she was about 14 or 15သူ့အမေဆုံးသွားတယ်သူ15နှစ်လောက်ပါဆိုတော့သူနဲ့ကျွန်တော်နဲ့ဘဝတော်တော်တူတယ်ဘဝတူတယ် we are very similar our lives အဲ့လိုဖြစ်တဲ့ခါမှာနားလေတယ်တယောက်နဲ့တယောက်သူ့ကိုတနာတယ်သူ့ကိုတွေ့တဲ့ခါမှာချစ်စိတ်ကဟိုတနာချစ်အဲ့လိုမျိုးပေါ့ချစ်နာချစ်စိတ်ပေါ့နော် it's like compassion more than love okay it's like I just like I feel very sorry for her life ကျွန်တော်ဘဝဆိုရင်ကျွန်တော်မောင်နှမ၄ယောက်ကြည့်ရှုတယ် तू ကအဲ့လိုမဟုတ်ဘူး तू ကပြန်ကြည့်ရှုနေတာသူ့အတော်တွေဒီလာတဲ့အချိန်မှာအဲ့လိုဖြစ်တဲ့ခါမှာအဲ့လိုဖြစ်တော့သူ့ကိုပြန်ရှာမယ်သတင်းကြားတဲ့ခါမှာ I was in London and I was like maybe it's time for me to really look for real relationship I don't want to mess around because I mess around a lot that moment I'm like I want to be serious เนาะကျွန်တော်အဲ့ဒီတစ်ချိန်မှာကျွန်တော်အရင်တော့ရှောက်เนาะဟိုမိစားတွေရှိတာပေါ့ဒါပေမဲ့တယောက်မှလက်ထပ်ချင်တာမဟုတ်ဘူးမသိချဘူးဘာမသိချဘူးတရားမချစ်ဘူးပေါ့ဒါပေမဲ့သူ့ကိုတွေ့ရတော့သိချလက်ထပ်ချင်တယ်လက်ထပ်မဲ့အရွယ်လေးရောက်ပြီဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်2009မှာအဲ့နဲ့သူကကျွန်တော်အမနဲ့ Facebook မှာတကယ်ချင်းအဲ့ဒါနဲ့ကျွန်တော်လဲ Facebook စာပေါ့နော် so she's a friend of my sister on Facebook so I email her okay on Facebook I Facebook her so I said hey Kim you know you may probably remember me I am a brother of Siama Ikai do you know me so she's like yes I know you and I said oh I heard about you that you love God you know what she replied oh everybody loves God full stop that's it ကျွန်တော်သူ့ပြောတယ်အော်နင်ဖះကိုချစ်တယ်လို့ကြားတယ်နော်လို့ပြောတော့လူတိုင်းဖះကိုချစ်တာပဲဒါပဲပြန်တာပြီးတော့ဘာမှမပြောတော့ oh my goodness this girl different ကြောက်တော့သူစားနေပေါ့နော် I want to know a bit more about her သူ့ကိုပိုသိချင်တယ်ဆိုတော့စိတ်တောင်ဖြစ်သွားတယ်အဲ့ဒီမှာကျွန်တော်ကရှောက်ဟိုပြန်စကားပြောတာပေါ့နော်အော်လူတိုင်းတော့ဖះကိုချစ်ပါတယ်ဒါပေမဲ့နင်ဖះချစ်တာကတော့ထူးခြားတယ်အဲ့လိုသိတာတယ်ပေါ့နော်Everybody loves God, but you are different. You love God, like really love God. And she's like, oh well, everybody loves God anyway. It's not me that just love God. သူကလေကျွန်တော်ကောင်းကောင်းမဆက်ဆံအဲ့လိုမျိုးပဲပြောလိုက်တာပေါ့နော်ဆိုတော့ဟာလူတိုင်းဖျားချစ်တာပဲငါလည်းဖျားချစ်တယ်လို့ပြောပြီးငါသူများချက်ပူတယ်လို့လည်းမထင်ပါဘူးပေါ့နော်ဖျားချစ်ကြတာပဲအဲ့လိုပဲပြောတော့အဲ့ဒါကျွန်တော်လည်းSo I need to say something different now. So I talk about Chin National Day. Chin Yodani Champion. Oh, we have Chin National Day in London. What about in Melbourne? Chin Yodani London Melbourne so she's like, oh yeah, we also have Chin National Day in Melbourne, no? So I'm doing MC ဟိုသူကခန္ဓာမူလုပ်မယ်ဘာညာနဲ့ဘာညာနဲ့ပြောကြတော့ yeah we also practice songs and we are playing oh you musician yeah I'm a musician no so maybe she changed her mind a little bit there so ပြောတာပေါ့ကျွန်တော် musician မှာကျွန်တော်တချင်းတွေပါလေလောက်ကြတယ်ဒီမှာဆိုတော့သူကလည်းတချင်းဝါသနာပါတယ်ဆိုတော့เนาะအဲ့နဲ့အဲ့လိုပဲစကားပြောပြီးတော့and to Amira, why do you talk to me? You know, to Bajang Zaga Pura, but HM. So no, ha, look him never, no. So I said, I don't want to mess around. I want to have a something serious. I love you, Joe, like that. I love you, shout, Mama, teaching no? Gigi serious pe. No, the cuckoo such a never. I love you, to let Sinzama, no? And a little bit that nil out, no? A little bit Zagari, Piocha, Imiri, Pucha, Eightima, no? Oh, Dianetia, Chitwacha, no? So,
တဘောချတယ်ကောင်းတယ်လေအမနာ တင်လာမပြောတင် ပြောတင်နေတယ် ဒလော့ကောင်းတဲ့အစီအစဉ် ဖရပဲစစင်တဲ့နော် So she said amen. Simon said amen once that we fell in love finally. And she has a list. She has a list of future husband. So tu bawa ma chama ai taung pyu met tu ye sayin so bi tu ma tha tha de. Anybody has a list? You should get one. No so ra lu ngey de thu the phit list tha pho lo de. Ba le so ro အဲ့လိုထားခြင်းရတယ်နော် you should have a list. The reason is that you won't mess around anymore. You will be serious. နော်ဆိုတော့သူ့မှာ list ထားတဲ့အကြောင်းကြီးကပါလဲဆိုတော့ तू ကရှောက်ပြီးတော့ဟိုကြိုက်လိုက်ဒီကြိုက်လိုက်ဟိုမကြိုက်လိုက်ဒီကြိုက်လိုက်အသေးကွဲလိုက်အဲ့ဒါမဖြစ်ချင်ဘူးဘုရားပေးတဲ့ယောက်ျားလို့ချင်တယ်အဲ့ဒါနဲ့ तू ကစီရင်ထဲမှာစီးထားတယ်နံပါတ်1ဘုရားကိုချစ်တော်သူဖြစ်ရမယ်အဲ့လိုရေးတယ် the one who love God အဲ့လိုမျိုးအဲ့ပြီးရင် the one who has dimple ပချိုက်ပါလေလူလည်းဖြစ်ရမယ်သူရေးတဲ့ list တွေရှိတယ်အဲ့ထဲမှာတော်တော်များများကျွန်တော်နဲ့ပြည့်စုံတယ် so she has a list that I tick most of the boxes but only one thing didn't tick so သူတစ်ခုမပြည့်စုံအဲ့ဒါပါလဲဆိုတော့အမှုတော်ဆောင်ဖြစ်ရမယ်တဲ့သူအဲ့လိုရေးထားတာအမှုတော်ဆောင်ဖြစ်ရမယ်သူအမှုတော်ဆောင်ပဲကြိုက်တယ် she said one of the lists is he must be a pastor that's it I wasn't a pastor ကျွန်တော်အမှုတော်ဆောင်လည်းမဟုတ်ဘူးအမှုတော်ဆောင်မှုလည်းစိတ်မကူဘူးဂီတာတီးရရင်ပျော်နေပြီ music နဲ့ပဲပါဝင်မယ်အဲ့လိုစဉ်းစားတာ I just play guitar I love to support worship team that's all အဲ့ဒါနဲ့အဲ့ list ရှိတယ်နော်ဒါပေမဲ့အဲ့ list ထားတာအကုန်လုံး tick တယ်အဲ့တခုမဖြစ်ဘူး so everything except that one but God remember that list ဘုရားအဲ့ list ကိုလည်းသိတယ်နော်သူစုတကယ်ငယ်ငယ်ကလေးကတောင်းခဲ့တာ she prayed from her childhood so because of her prayer I'm pretty sure God turned me into ministry ကျွန်တော်နော်ဘုရားရဲ့ ministry ထဲမှာအလုပ်လုပ်လာဖို့အမှုတော်ဆောင်ဖြစ်လာဖို့သူ့ရဲ့ဆုတောင်းချက်ပြည့်စုံလာတာလည်းဖြစ်တယ်အားကြောင့်မလို့ကောင်းမလေးတွေအထူးသဖြင့်စီရင်ထားပါနော် Your list should start with the one who love God all the time ဘုရားကိုချစ်တဲ့သူဖြစ်ရမယ်ဆိုတာအမြဲတမ်းထားပါဘုရားချစ်တဲ့သူမဟုတ်ဘူးဆိုရင်ရွာလေတတ်တယ်နော်ဘဝမှာအခုချိန်မှာ तू မချစ်တာတော့ထားလိုက်ဆုတောင်းနေဆိုအဲ့လူကတကယ်ချစ်လာလိမ့်မယ်နော်အဲ့ဒါကိုပြောလိုက်နော်အဲ့ဒါကြောင့်ကောင်းလေးတွေလည်းစိတ်ဓာတ်မကျနဲ့နော်ဘုရားမချစ်သေးဘူးဆိုရင် तू ဆုတောင်းရင်ကိုချစ်လာလိမ့်မယ် and so you know most of the time we talk on the phone okay it was that time it was about G talk so G talk နဲ့ပဲစကားပြောရတယ် God bless G talk နော် G talk ပေါ်မှာဘုရားရှင်ကောင်းကြီးပေးပါစေနော်ဆိုတော့တော်တော်အဆင်ပြေစေတယ် but time is different so in London time and Melbourne time is so different. So by the time she got up in the morning, she said hi. I'm like good night. ကျွန်တော်က तू hi ပြောတယ် good morning ပြောတဲ့ချိန်ကျွန်တော်ကညအိပ်တော့မယ် good night ဖြစ်နေပြီကျွန်တော်ကမနေ့ထားတယ် good morning so she said good night အချိန်ကအဆင်မပြေအဲ့လိုဖြစ်တဲ့ကြားထဲမှာကျွန်တော်တို့ကြားကြီးပဲဒါပေမဲ့ one thing we didn't do we didn't tell anyone we didn't make it public we just like we need to pray even though we love each other we like each other we still need to pray ကျွန်တော်တို့လေတော်တော်ကြာဆုတောင်းခဲ့တယ်လူတွေသိအောင်ရှောက် Facebook မှာမကြည့်ညာဘူး I'm in a relationship no I'm single no we didn't do any of those we only our family knew about it ကျွန်တော်မိသားစုပဲသိတယ်တခြားလူတွေမသိဘူးဘာကြောင့်လဲဆိုတော့အလောက်အဝေးကြီးလည်းဖြစ်တယ်အကယ်၍တခုခုနော်ချွတ်ချော်ပြီးမဖြစ်လာခဲ့ဘူးဆိုလူတွေပြောစရာဖြစ်တယ် you know we don't make it public because nothing is certain so we make sure that you know we don't end up on Facebook and everyone like oh we know that couple they broke up we don't want that all right so ကျွန်တော်အဲ့ဒါတွေမကြားချင်တော့မလုပ်ဘူးစုပဲတောင်းတယ်အဲကြောင့်စုတောင်းပါကိုယ်အိမ်ထောင်ဖိတ်ရဖို့စုတောင်းပါ pray for your partner okay pray for your life partner this is serious stuff
Okay, the person you will get up and you will see next to you every single day, and you must pray about it. Why? Because if you don't like that person, you end up with that person for life. ကိုမကြိုက်တဲ့လူတယောက်နဲ့ကိုမနဲ့တိုင်းအိယာထားတိုင်းတွေ့မယ်ဆိုရင်ဘယ်လိုခံစားမလဲအဲ့ဒါကြောင့်တော့ဆူတောင်းဖို့လို့ and then we in a relationship for 1 year 2 year and she was like are you real I'm like are you real too we need to see each other before we make any serious commitment ဆိုတော့နင်းနဲ့ငါနဲ့လက်မထပ်ခင်ငါတို့မတွေ့တစ်ခေါက်လောက်တော့တွေ့ဘူးတင်နေခြင်းနဲ့အပြင်မှာပေါ့နော်အရင်တော့တွေ့ဘူးပေမဲ့တစ်ခေါက်လောက်တော့ပြန်ဆုံခြင်းလေဆိုတော့2012 November I came here to Melbourne ကျွန်တော်2002 November မှာဒီမှာလာတယ်အားနဲ့သူ့အပြင်မှာတွေ့တော့ oh you look even more beautiful outside အပြင်မှာကကိုချောနေတာပဲပေါ့နော်တကယ်တွေ့တော့အဲ့ဒီမှာသူဓာတ်ပုံသိမ့်မစားဘူးအပြင်မှာပိုချစ်ဖို့ကောင်းတယ်နော်ကျွန်တော်အတွက်ပဲလာတော့မသိဘူးဒီနေ့တွေ့လိုက်တယ်နော်ဆိုအပြင်မှာတွေ့တဲ့ခါမှာတကယ်နော်ကျွန်တော်လည်းဆူတောင်းတယ် okay I have a list too this is my list I want someone who loves God like my mom ကျွန်တော်အမေဖျားကိုရမ်းချစ်တော့အမေလိုဖျားချစ်တဲ့လူဖြစ်စေပါဒါပဲဆူတောင်းတယ် and my mom was a nurse and she is a nurse my mom loves to teach Sunday school she loves to teach Sunday school my mom pray really hard she prays really hard ဆိုတော့ကျွန်တော်အမေလိုပဲဝိညာဉ်ရေးရမှာအားကြီးတဲ့လူဖြစ်လာတယ်ကျွန်တော်အမေကသူနာပြုဆရာမသူလည်းသူနာပြုဖြစ်တယ်ကျွန်တော်အမေက Sunday school သင်တာကြိုက်သူလည်း Sunday school သင်တယ်အဲ့လိုဖြစ်တာတော့ကျွန်တော်ဆူတောင်းချက်လည်းပြည့်စုံလာတယ်ဖခင်ကိုလည်းချစ်တယ်ဒါပေမဲ့နော်ခွဲဖို့ကြိုးစားရတဲ့လူအများကြီးရှိတယ် and people are like I'm not sure about you too and we are like no this is I'm pretty sure I love her and I like her I'm sure that she is the one and other people are like we're not sure she's the one for you I'm like I am sure she's the one they are like are you sure yes I am sure လူတွေကလည်းလေကြားနေဖြတ်ချင်တယ်ကျွန်တော်ကတေချာနေပြီဒီတယောက်ပဲလို့ပြောတာမဟုတ်ဘူးတေချာပါတယ်ကျွန်တော်ဘာကြောင့်ပြောချင်တာလဲဆိုတော့လူငယ်တွေတစ်ခါလေကိုဖျားဖွင့်ပြလို့သိထားပြီဆိုရင်တစ်ခါလေနော်အနီးဆက်ဆုံးလူတွေကလည်းဖြတ်တတ်တယ်but don't worry ဖျားပြင်ဆင်တဲ့လူဖြစ်လာရင်တကယ်အပြီးဖွင့်ခံစားရမယ်အဲကြောင့်ကျွန်တော်အဲ့နဲ့တွေ့တဲ့ခါမှာ what do we do now 2012 I came here I met her 2 weeks and I'm like I think that this is the one I will do something so I went back to London I quit my job my boss is like what ကျွန်တော်အလုပ်ရှင်ကိုပြောလိုက်တယ်အလုပ်ထွက်မယ်ဘာအလုပ်ထွက်မှာလဲ BBC မှာလုပ်နေတာနာမည်စပြီးကြီးလာပြီစလိုင်းထန်ကင်းဆိုလူတွေထပ်သိလာပြီလူငယ်အစီအစဉ်တွေမှာကျွန်တော်ပါလာပြီကျွန်တော် radio မှာကျွန်တော် future ပေါ့နော် they always thought that I'm the future guy in BBC radio and I'm like I'm quitting my job why soulmate နော်ကျွန်တော်ဘဝအတွက်ကျွန်တော်ကျင်ပေါ်တွေ့ပြီးပြောင်းတော့မယ်ဆိုတော့အားလုံးတစ်မျိုးလုံးဝိုင်းဆက်ကြတယ်အလုံးမထွက်ရဘူးဘာလို့သွားမှလဲဩစတြေးလျရောက်ရင်ဘာလို့စားမှလဲအကုန်မေးခွန်းနေလာတယ်ကိစ္စမရှိဘူးဘယ်ဟာပို့ဆောင်လိုက်မယ်ကျွန်တော်လိုပဲပြောတယ် they all said why are you quitting job what are you going to do in Melbourne what you gonna how you gonna support yourself and I'm like I don't know I don't have an answer but one thing I know God will take care of me God will provide ကျွန်တော်ဖျားပြင်ဆင်မယ်လို့ပြောတဲ့အခါမှာကျွန်တော်2013ဒီမှာရောက်လာတယ်April မှာရောက်လာတာဖြစ်တယ် so 2013 April I came here we got married in December 2013 so we've been married for 3 years but it's not easy okay လွယ်ကူပါဘူးကျွန်တော်မင်္ဂလာဆောင်တာ3နှစ်ရှိပြီမလွယ်ဘူးဒါပေမဲ့ဖျားဖက်ဆက်တဲ့အိမ်ထောင်ဖြစ်တယ်ဆိုတာနေ့စဉ်နဲ့ခံစားရတယ်အဲ့ဒါဖြစ်ဖို့လိုတယ်ဒါကြောင့်မလို့ don't just be easy girl okay like you know like whoever chase you like you're like hey okay no you pray okay you pray and pray and pray နော်ဆူတောင်းပါကိုယောက်ျားလေးတွေလည်းထုံနေ၎င်းမယ်နော်ငါအဲ့ကောင်မလေးချောတယ်ကြိုက်တယ် no ဖျားချစ်သလားဒီကောင်မလေးကဖျားကိုတကယ်ပဲနော်ဟိုဟာဖြစ်သလားအဲ့ဒါပိုရေးကြည့်တယ်နော်ရုပ်ကဒါအိုသွားမှာနော်အကုန်ပျက်စီးသွားမှာနော်ဒါပေမဲ့အထင်းနှလုံးသားဖျားချစ်တဲ့စိတ်ရှိရင်တင့်အတွက်ကောင်းလိမ့်မယ်
နော်ဒါကြောင့်မလို့ relationship is very 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 serious very important နော်ကျွန်တော်တို့ငယ်တော့အဲ့လိုတင်ပေးမဲ့လူမရှိဘူးအဲ့ဒါကြောင့်ကျွန်တော်တင်ပေးတာဒါကိုအချိန်ကုန်ခံပြီးတော့အချစ်ဇက်လက်ပြောပြညာမဟုတ်ဘူး Okay, I'm not wasting time talking my romantic story for a reason. I want you to learn something out of this. Okay? အဲ့ဒါကြောင့်မလို့ဖြစ်စေချင်တယ်เนาะလူငယ်တွေဘုရားကိုချစ်တဲ့လူကိုရှာပါเนาะဘုရားကိုဆုတောင်းပါဘုရားအကောင်းဆုံးဖြစ်စေတယ်အာမင် Amen. Good.